ဩဒါရေခဲချောင်းလောက်တာနဲ့ရေခဲချောင်းဟောကောင်းချင်းစံလေးပါထဲတာမစိုးရေခဲချောင်းလောက်အဲ့လိုလောက်ရတယ်ပေါ့လေဟောမွေလိုက်တယ်ဟောရေလေးတွေပေါက်တယ်ဟောကြိတ်ကြီးလေးနဲ့ညှက်လိုက်တယ်ဟာရေထဲကောင်းကြီးလာဘလို့တော့ပြီးရင်ရေစစ်မှာပေါ့ကောင်းကြီးစံရေစစ်တာမဟုတ်ဘူးကွာကောင်းကြီးစံရေတိုင်းလောင်းထဲရေလောင်းထဲတာအေးပါဟောကောင်းကြီးစံနှက်တာဒါဘာကြီးလေစားလို့စောတာလို့တော့မောင်းကျိတ်တယ်မောင်းကျိတ်ပြီးသူကအုံနုလို့ပါလို့ဟိုအုံဒီအမှုတ်လို့ပါလို့နော်တထွာဒီပေါ့တရဒီတထွာဒီအဲ့ဒီပေါ်လေးမှာဟောတာစားလားမသိဘူးအုတ်တာကောင်းချင်းစံရပြီပေါ့နော်ကောင်းချင်းစံရေစစ်တယ်သူကပုံစံခွက်ထဲမှာသူအယုတ်လေးနဲ့အဲ့လိုတီးပြီပုံစံတွင်းအောင်နော်စိုးမိုက်ဘလို့ကြီးတော့အဲ့လိုလောက်တာဗျတခါတည်းထည့်လိုက်ပါလားကွာတည့်တီးရပြီတည့်တီးလီးကိုလည်းကြည်ထားကြအောင်ဘလို့လီးတာတည့်တီးရလို့လီးရတာမစိုးအဲ့လိုလေးခွန်ခါမိုက်တယ်တချမ်းလီပါနော်ဖင်အောင်မယူနဲ့တို့တုံးလိုက်လေကောင်းချင်းပေါင်းထားရပြီပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုရင်ကောင်းချင်းအဲ့လိုထိုးပေးရသေးတယ်ပြီးရင်တခြားတဲ့စားတဲ့အုံတို့ထက်ကောင်းချင်းနဲ့တည့်တီးနေလားအဲ့လိုလားဖလေးရထုတ်လို့အဲ့ဒါလောက်တော့မြောက်စီလဲအောင်လောက်တာပဲဒီသူပြန်ပေါင်းသေးတာပဲဒါပါဆော့လားအုံးလို့လားဆော့လားငါစိတ်ရင်ပလိတ်တင်ပြင်လာလားလို့အုံးလို့စားထည့်တယ်တခြားထည့်တယ်ပြီးရင်မွေးရအောင်ဟုတ်ပြီလို့ပြစ်နေအောင်လို့ကြိုပြီးမှအဲ့ဒီပေါ်မှာဖြူးမှာပေါ့နော်အဲ့ဒီပေါ်မှာစမ်းမှာပေါ့ကောင်းကြီးပေါင်းထားရပြီခွက်လေးနဲ့ထည့်တယ်ပုံစံခွက်လေးနဲ့လို့ကောင်းကြီးနဲ့တရဒီမီနူကတော့အဲ့ဒီပေါ်မှာဆော့ဖြူတာနန်းဖြူတာမိုက်ဒါပေမဲ့မျက်စိလဲသွားတယ်တော်တော်လေးမျက်စိလဲသွားတယ်